ဘရာသာတို့မသိသေးတဲ့မှန်တရားတစ်ခုကိုကျွန်တော်ပြောပြချင်တယ်ဗျာတချို့ဗီဒီယိုတွေမှာကျွန်တော်ရန်သူတွေကိုစက်တိုက်ဖြစ်တာတွေအများနဲ့တယောက်ရှင်ပြတာတွေကိုကြည့်ပြီးတော့ဘရာသာတို့မြင်မှာကျွန်တော်ကစကေးကောင်းတယ်ဂိမ်းပလေးကောင်းတယ်လို့ဘရာသာတို့မြင်ကောင်းမြင်နိုင်ပါတယ်ဘရာသာတို့မြင်တာ100%တော့မမှန်ပါဘူးဘာဖြစ်လို့လဲဆိုရင်ကျွန်တော်ခုလိုပြစ်နိုင်တာကျွန်တော်နဲ့တူဆော်တဲ့ teammate တွေကျွန်တော်ရဲ့တငယ်ချင်းတွေကြောက်ပဲဖြစ်ပါတယ်စကွက်တစ်ခုမှာအဓိကရေးကြီးဆုံးကတော့စီးလုံးမှုပဲဗျာဘလောက်ပဲတော်တဲ့လူတွေတက်တဲ့လူတွေ၄ယောက်စုတာတကယ်လို့စီးလုံးမှုတာမရှိဘူးဆိုရင်အိတ်စကွက်တစ်ခုကအသေးဖို့ရာခိုင်နှုန်းများပါတယ်ဘတ်တဲ့တစ်ခုမှာကိုယ်တငယ်ချင်းတွေရောက်ရှုံးသွားရင်တော့မှသူတို့ကိုအပြစ်ပြောနေမယ်အစားနောက်ကအခုလိုအမှားမျိုးမဖြစ်အောင်အတူပူးပေါင်းဆောင်ရွက်ရမှာဖြစ်ပါတယ်ဂိတ်တစ်ဝဲရှုံးလို့နောက်တစ်ဝဲပြန်ဆောလို့ရနိုင်ပေမဲ့ကိုပြောလိုက်လို့ကိုယ်တငယ်ချင်းကကိုပေါ်မှာစိတ်ပြတ်ကွက်သွားမယ်စိတ်ဆိုးရမယ်ဆိုရင်တငယ်ချင်းတယောက်ပြန်ရှာရဖို့ဆိုတာမလွယ်ပါဘူးဒါကြောင့်မို့ကိုယ်တငယ်ချင်းတွေကိုတန်ဖိုးထားဖို့ကျွန်တော်ပြောချင်ပါတယ်Money.